အားလုံးပဲမင်္ဂလာပါ Daily Box Universe မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဟုတ်ကဲ့ကျမတို့အရင်ဗီဒီယိုမှာတော့Power Query မှာ basic data analysis တွေပေါ့နော်pivot ဖြစ်နေတဲ့ column တွေကို unpivot ပြောတဲ့ဟာရယ်ပြီးတော့မှကျမတို့model view မှာ table တစ်ခုနဲ့တစ်ခုဘယ်လို relationship ဖြစ်ခဲ့တာလဲဆိုတာကိုကြည့်ခဲ့တယ်ပေါ့နော်။ဟုတ်ပြီကျမတို့ဒီနေ့မှာတော့အဲ့ဒီ table တွေကိုအသုံးပြုပြီးတော့မှကျမတို့ဒီပေါ့နော် report view ဆိုတဲ့နေရာမှာreport တစ်ခုပေါ့နော် basic report တစ်ခုလုပ်ပြတော့မှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီ basic report တစ်ခုမတွားခင်မှာအရင် video တုန်းကကျတော့ကျမတို့မှာ relationship automatic ပေါ့နော်ကျမတို့မှာ primary key ဆိုတဲ့ product ID ရှိတဲ့အတွက်ကြောင့်ကျမတို့ကတွားပြီးတော့ take ဆံမလို့ဘူးပေါ့နော်take ဆံမလို့ဘူးဒါပေမဲ့ကျမတို့အနေနဲ့ကဘယ်လိုလုပ်လို့ရလဲဆိုဒီမှာဆိုရင် cell data cell မှာပေါ့နော် year ရှိတယ်ပြီးတော့မှ feedback မှာလည်း date ရှိတယ်ပေါ့နော်အဲ့ဒါဆိုတော့ကျမတို့အနေနဲ့ဒီနှစ်ခုကို date တွေပေါ့နော်တစ်ခုနဲ့တစ်ခုချိတ်ဆက်ရလွယ်အောင်ကျမတို့အနေနဲ့က date ပုံ common တစ်ခုဖြစ်တဲ့ date ကိုဆောက်လို့ရတယ်ပေါ့နော်date table date table တစ်သက်ကိုပြန်ပြီးတော့ဆောက်လို့ရတယ်ဒီနေရာမှာဆို model ကိုတွားပြီးတော့မှ new table ကိုယူပြီးတော့ကျမတို့အနေနဲ့ဒီမှာပေါ့နော် date ဆိုပြီးတော့အတစ်ပေါ့နော်ကိုကပြန်ဆောက်ပြလို့ရတယ် date ကိုလည်းဆောက်တယ်ဆိုအလွယ်ကူဆုံးအရှင်းလင်းဆုံးပေါ့နော်ကျမတို့အနေနဲ့ဒီ calendar ဆိုတဲ့ဟာကိုရွေးပြီးတော့ start date အတွက်ကျမတို့အနေနဲ့ကခုန feedback မှာကဒီတိုင်း year ပဲမဟုတ်ဘဲနဲ့ပေါ့နော်day month year ဆိုတဲ့ဟာပုံစံမျိုးလာတဲ့အခါမှာကျမတို့ဒီနေရာမှာ date မှာပေါ့နော်ဘယ်ကနေစမှာလဲဆိုတော့ကျမတို့ data က2016ကနေ2016ဒေါ်လာပိုင်းကနေတရက်နေ့ကနေပေါ့နော်စပြီးတော့မှ end date ကဘယ်နေ့လဲဆိုတော့ကျမတို့ data အဲ့ဒါကြောင့် data ကြိုတင်ပြီးတော့ကျမတို့ data မှာပါရှိတာလဲဆိုတာကြိုသိဖို့လိုအပ်တာက date ကိုလည်းကိုကမှတ်ပြုစုသွားပြန်ကြည့်လို့ရတယ်ပေါ့နော်2019ကနေ year month က12လအထိပေါ့နော်12လနောက်ဆုံးရက်အထိကျမတို့လိုက်မယ်ပေါ့နော်အဲ့ဒါတော့ကျမတို့ data မှာရှိတဲ့ year ကိုထားရတာပေါ့နော်ကိုထားခြင်းတဲ့ date date between ထားလို့ရတယ်ပေါ့နော်ဘယ်ကနေစပြီးတော့ဘယ် year အထိကျမတို့ထည့်ချင်တာလဲဆိုတဲ့ပုံပေါ်တည်ပြီးတော့ဒီမှာထည့်လို့ရတယ်ပေါ့နော်ဒီဟာကအလွယ်ကူဆုံးနဲ့အရှင်းလင်းဆုံးကျမတို့common date ကိုစောက်လို့ရတဲ့ပုံစံပေါ့နော်ဟုတ်ပြီဒီ date ကိုစောက်ပေးလိုက်တဲ့ချိန်မှာဒီမှာပေါ့နော်ကျမတို့စောက်လိုက်တဲ့ date ကဒီနေရာမှာလေးပေါ်လာတယ်ပေါ့နော်အဲဆိုတော့ဒီ date ကိုကျမအနေနဲ့ကဘာလုပ်လို့ရလဲဆိုတော့ဒီနေရာမှာပေါ့နော်ကျမတို့အနေနဲ့ဒီ feedback table ရရှိတယ်နောက်ထပ် date table လည်းရှိတယ်ပေါ့နော်ဟုတ်ပြီဒီနှစ်ခုအပြင်ပေါ့နော်ကျမတို့ကဒီ date ကိုဒီနေရာနဲ့လာချိတ်ပေးလို့ရတယ်ပေါ့နော် year နဲ့ဒီဟာ date ပေါ့နော်ချိတ်ပေးလိုက်လို့ရတယ်ဟုတ်ပြီအဲဆိုတော့နောက်ထပ်ပေါ့နော်ဒီ feedback ကနေဆိုရင်လည်းကျမတို့ကဒီ date ကိုဒီ comment ထားပြီးတော့ပေါ့နော်လာချိတ်ပေးလို့ရတယ်ဟုတ်ပြီကျမတို့ကဒီလိုမျိုး date ကိုချိန်ချင်းလိုက်ဘာလို့လို့ရလဲဆိုတော့ဟိုက date ဒီက date ရွေးဆောင်လို့ပဲနဲ့ပေါ့နော်ဒီ comment ကနေကျမတို့ခဏစောက်ထားတဲ့ date လေးကိုယူပြီးတော့ပေါ့နော်date ယူသွင်းတဲ့အချိန်မှာဒီ table ရဲ့ date ကိုယူသွင်းပြီးတော့ကျန်တဲ့ date တွေအကုန်လုံးချိန်ပေးလိုက်တယ်ဆိုရင်တော့သူတို့အနေနဲ့က comment တစ်ခုရသွားတယ်ပေါ့နော်ဟုတ်ပြီဒီလိုမျိုး approach လုပ်ချင်အဖြစ်လဲကျမတို့ကပို့ပြီးတော့ပေါ့နော်လေကိုရိုးရှင်းတဲ့ report တွေပေါ့နော်လုပ်လို့ရတယ်ဆိုတာကိုဝေမျှချင်ပါတယ်ဟုတ်ကဲ့ပြီးတော့မှကျမတို့အနေနဲ့ကအခုနောက်ထပ်ဘာလုပ်မှာလဲဆိုတော့လောလောဆယ်ပေါ့နော်ကျမတို့ကဘာလုပ်လို့ရလဲဆိုတော့ဒီ report ရဲ့ template ကိုပေါ့နော်ကျမတို့အနေနဲ့အယုံပြောင်းချင်တယ်ဆိုရင် Canva background ပေါ့နော် Canva background မှာလာပြီးတော့မှကျမတို့နဲ့တင့်တော်တဲ့အယောင်ပေါ့နော်လာရွေးလို့ရတယ်နည်းနည်းအဝါရောင်ဖက်နည်းနည်းတန်းချင်တယ်လို့ဖြစ်ပေါ့နော်ဒီလိုမျိုးဆိုရင်လည်းရတယ်ကိုက color code ရှိတယ်ဆိုရင် color code ကိုထည့်လို့ရတယ်ပေါ့နော်ဒီမှာအယောင်မပေါ်သေးဘူး transparency က100% ဖြစ်နေလို့ပေါ့နော်အယောင်မပေါ်တာပေါ့နော်ဟုတ်ပြီဒီနေရာမှာဆို transparency ကကျမတို့များလေလေတော့အယောင်ကကျမတို့ထည့်ထားတဲ့အယောင်ကတိတ်ပြီးတော့မပေါ်လေလေပေါ့နော်ဒီမှာကအရင်ပေါ်လာမျိုးလည်းမလို့ချင်တော့ဆိုတော့ဟုတ်ပြီကျမတို့ရေးပြီးသွားပြီပေါ့နော်အဲ့ဒါဆိုတော့ဒီtitle တက်ချင်တယ်ဆိုရင်လည်းရတယ်ဒါတက်ချင်လို့လို့ဆိုတာလည်းနောက်မှစဉ်းစားမယ်ဆိုရင်လည်းရတယ်ပထမအဦးဆုံးကျမအနေနဲ့ကျမတို့ data မှာပါရှိကျမတို့ data မှာပါရှိတာလေဆိုတာတွားကြည့်လို့ရတယ်ပေါ့နော်ဒီနေရာမှာလေ table view မှာလာပြီးတော့ဟုတ်ပြီဒီ feedback မှာကျမတို့ကဘာတွေဖော်လို့ရတာလဲဖော်ပြလို့ရတာလဲဆိုတော့ feedback တွေပေါ့နော် feedback တွေကိုဒီတိုင်းreview နေတယ်
product တွေ feedback ကိုကြည့်လို့ရတယ်လို့မျိုး review များတဲ့ဟာတွေကိုကြည့်ချင်တယ်ဆိုနေရတယ်ပေါ့နော်ဒီနေ့ကတော့တကယ် basic ကနေပေါ့နော်လေကိုနဲ့ဆောက်လို့ရတဲ့ဟာမျိုးပြချင်တယ်ပြီးတော့မှဒီ product ဆိုတဲ့နေရာမှာကျမတို့အနေနဲ့ဒီလိုလုပ်စားမျိုးဒါပေမဲ့ category လာယူလို့ရတယ်ပေါ့နော်ဒီ sale data ကဆိုရင်ကျမတို့အနေနဲ့ department align လုပ်လို့ရတယ်ပြီးတော့မှyear သူတို့ရဲ့ year align ရောင်းအားပေါ့နော်အဲ့ဒါတွေလည်းထုတ်လို့ရတယ်ဘယ် product ကရောင်းအားကောင်းတာလဲဆိုတဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးတွေလာကြည့်လို့ရတယ်ဟုတ်ပြီပထမအုပ်စုအနေနဲ့ကျမတို့ရဲ့ဒီ category မှာဗာထည့်လို့ရလဲဆိုတော့ကျမအနေနဲ့ကတော့quantity ပေါ့နော် quantity base ပေါ့နော်ဒီမှာ expo လာထည့်ပြီးတော့ quantity အလိုက်နဲ့ရောင်းအားတကယ်တော့ဒီနှစ်ခုမှာကမတူဘူးပုံမှာအဖြစ်ကျမတို့ဒီခုန table ကနှစ်ခုဒါမချိတ်ထားဘူးဆိုရင်ပေါ့နော်ကျမတို့ဒီမှာလာယူလို့ရမှာမဟုတ်ဒါပေမဲ့ကျမတို့ချိတ်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျမတို့အနေနဲ့ကတော့တခါတည်းတန်းယူလို့ရတယ်ပေါ့နော်ဟုတ်ပြီဒီမှာ category ရသွားပြီကျမအနေနဲ့ဒီအောက်ကပေါ့နော်ပြတဲ့ဒီ category ကဒီမှာဖော်ပြဖို့ဆိုရင်လေသူက category မှန်တိတာတဲ့ခါကျတော့ကျမအနေနဲ့ X အောက်က category ကိုပေါ့နော်ကျမအနေနဲ့ title ကိုဖြုတ်လိုက်မယ်ပြီးတော့မှclose လုပ်လိုက်မယ်ပေါ့နော်ပြီးတော့မှ way အောက်ကဒီ title ကိုလည်းကျမတို့တကယ်တော့မပြောဘူးဆိုနေဒီ value ကိုလည်းကျမဖြုတ်လိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ data label ကိုဒီမှာဖော်ပြမှာဖြစ်တဲ့အတွက်ကြောင့်ဒီ data label ကိုတကယ်လို့ကျမတို့အနေနဲ့သိစိတ်သွားချင်တယ်ဆိုရင်ထည့်နှင်းလို့ရတယ်ပေါ့နော်ဒီ value နေရာမှာလာပြီးတော့မှကျမတို့ကautomatic ပြတယ် million နဲ့ပြမှာလား1000နဲ့ပြမှာလား decimal value ကတစ်ခုလိုချင်တယ်ဆိုနေရတယ်ပေါ့နော်နှစ်ခုလိုချင်တယ်ဆိုနေရတယ်ဟုတ်ပြီပြီးတော့မှကျမတို့အနေနဲ့ title ကိုအလေးနေရာမှာထားချင်တယ်ဆိုရင်ဒီနေရာက title နေရာပေါ့နော်ဒီနေရာလေးကိုလာပြီးတော့ပြောင်းလဲလို့ရတယ်ပေါ့နော် sell by category ဆိုတဲ့ဟာကိုပဲကျွန်မကပြောချင်တယ်ပြီးတော့မှဒီဟာကိုနည်းလေးပေါ့နော် curve လေးကျွန်တော်တော်တော်လေး curve ကိုသဘောကျတယ်ဆိုတော့နော် effect ကိုတွားပြီးတော့မှ visual border ကို color တော့ကြည့်မလို့ပဲနဲ့ပင်ပင်လေးနဲ့rounded column နည်းနည်းလေးပေါ်အောင်ပေါ့နော်5လောက်ထားကြည့်မယ်ဟုတ်ပြီဒီလောက်နဲ့အဆင်ပြေတယ်ဆိုကျွန်တော်ဟာတို့ကျွန်တော်တို့မပြင်တော့ဘူးပြီးတော့မှဒီဟာကိုအယောင် color အယောင်ကိုကျွန်တော်တို့ကပြုတ်ပြင်ပြောင်းလဲချင်တယ်ဒီဟာက automatic default color ပေါ့နော် default color ကိုမယူချင်ဘူးပြောင်းချင်တယ်ဆိုရင်လည်းရတယ်ပြီးတော့မှဒီကျမတို့ format လုပ်ထားပြီးသားဒီဟာကိုပဲကျန်တဲ့နေရာတွေမှာလည်း copy paste ဒီတုံးသွားမယ်ပေါ့နော်ကျမအနေနဲ့ကတော့ okay နဲ့ဆင်းလိုက်မယ်ဒီနေရာမှာပေါ့နော်ကျမတို့က title တက်တဲ့နေရာကိုခြံထားပြီးတယ်ပေါ့နော် title တက်တဲ့နေရာကိုခြံထားပြီးတယ်ဟုတ်ပြီဒီနေရာမှာကျမတို့အနေနဲ့ဘာလို့ရသည်လဲဆိုတော့ဒီလိုမျိုးကိုcategory နဲ့မပြတော့ဘူးဆိုတော့ဒီဟာတော့ဖြုတ်ချလို့ရတယ်ပေါ့နော် category ကတော့ကျမကဒီနေရာကိုဘာနဲ့လုပ်မှာလဲဆိုတော့ table နဲ့ပေါ့နော် table နဲ့ကဘာတွေပြလို့ရတာလဲဆိုတော့ခုနှစ်ရယ်ပေါ့နော် sorry ဒီနေရာမှာကျမတို့ sum ကိုမယူသေးတော့စခုနှစ်ယူမယ်ခုနှစ်အလိုက်ပေါ့နော်ဘယ် product ကဒီဟာကိုကျမတို့အနေနဲ့ quarterly အဲ့လိုမျိုးhierarchy ပုံစံနဲ့မပြချင်လို့ဆိုရင် date ပုံစံပြန်ပြောင်းလို့ရတယ်ပေါ့နော် date ပုံစံပြန်ပြောင်းပြီးတော့မှ date ရယ်ပြီးတော့မှဘယ် product ပေါ့နော်ဘယ်ရက်နေ့မှာဘယ် product တွေရောင်းပြီးတော့မှဘယ်လိုပုံစံမျိုးရှိလဲပေါ့နော်အဲ့လိုမျိုးအသေးစိတ်ကိုကျမတို့ကသိချင်တယ်ဆိုရင်လည်းရတယ်ပေါ့နော်ဒီနေရာမှာအသေးစိတ်ကျမတို့လိုချင်တဲ့ table ကကျတော့တော်တော်များများဒီ table ကအရန်ယူရှင်းတယ်ဆိုပေမဲ့တကယ် industrial industry မှာmanager တွေပေါ့နော်ဖြစ်ဖြစ် CEO တွေဖြစ်ဖြစ်သူတို့ပို့ prefer ဖြစ်တယ်ဘာလို့လဲဆိုတော့ table ကအသေးစိတ်ပြသူတို့ကြည့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုး trace လိုက်ဒီ product category ကဒီ product ကတော့ဘယ်လောက်ရှိတာလဲဆွပေါင်း sale ကဘယ်လောက်ရှိတာလဲဆိုပြီးတော့လေသူတို့ကအသေးစိတ်သိချင်တယ်ပေါ့နော်အဲ့လိုမျိုးတွေအချင်းတွေမျိုးမှာဆိုရင်ကျမတို့အနေနဲ့ကကျမတို့ data analyst တမတယောက်ရင်းနဲ့ဒီဟာမမိုက်ပါဘူးဆိုပြီးတော့တွားလို့လည်းမရဘူးလေဆိုတော့သူတို့ကိုယ်တိုင်ကဒီပုံစံကိုကြိုက်နှစ်ခါကျတော့လေကျမတို့အနေနဲ့ကဒီလိုပုံစံမျိုးထည့်ပေးရတဲ့အခြေအနေတွေရှိရပေါ့နော်ဒီ customer ကနေဝယ်ထားတဲ့ဒီဟာတွေကဘယ်သူတွေကဒီဟာတွေကိုဝယ်လာလဲဆိုတဲ့ဟာတွေပေါ့နော်ဒီမျိုးဒီစိတ်တွေဒီနေရာမှာလာပြလို့ရတယ်ဟုတ်ပြီကျမတို့ကဒီ table ကိုစိတ်ကြိုက်ပြင်လို့ရတယ် title တက်လို့လည်းရတယ်ပေါ့နော် title တက်ချင်တယ်ဆိုလည်းရတယ်ဒီနေရာမှာကdetail view ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော် title က off ထားတယ် title on ပြီးတော့မှကျမတို့အနေနဲ့က
sale sale customer ဆိုပြီးတော့ပေါ့နော်ကျမတို့အနေနဲ့ပြည့်လို့လည်းရတယ်ဟုတ်ပြီဒီဟာပြတ်သွားပြီဆိုရင်ကျမအနေနဲ့ကပေါ့နော်ဗာဒီနေ့ကအနေနဲ့ဘာလို့မှလဲဆိုတော့ပါရာမီတာကိုပါရာမီတာဘယ်လိုယူလို့ရလဲဆိုတော့ new parameter ယူပြပြီเนาะဒီ parameter ကတော်တော်လေးအဆင်ပြေတာကကျမတို့ကဒီ page တစ်ခုမှာပဲreport တွေပါလို့လုပ်တဲ့ခါမှာလေ parameter ကကျွန်တော်selection တစ်ခုလုပ်တယ်ဆိုရင်ဒီဟာနဲ့ပတ်သက်တဲ့ဟာများအခြေဖျက်ပေးတယ်ဆိုတော့ parameter ကကျမတို့တော်တော်သဘောကျတယ်ပေါ့နော်ဟုတ်ပြီ parameter မှာဒီမှာ category align parameter ကိုပြတ်လို့ရတယ်ပေါ့နော်ကျမတို့အနေနဲ့ဆိုရင် parameter ဆိုပြီးတော့ဒီမှာ name ပေးလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ကျမတို့အနေနဲ့မရွေးမှာလဲဆိုတော့ string type ဖြစ်တဲ့ဟာကိုရွေးမှာပေါ့နော်ပေးရမယ်ဆိုတော့sales တို့ပေါ့နော် date တို့ဘာလို့ကကျတော့ရွေးလို့အဆင်ပြေပေါ့နော်ဒါပေမဲ့ဒီလိုမျိုး category align ဖြစ်ကျမတို့က product name align ဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဒီမှာပဲเนาะ rating align တွေဖြစ်ဖြစ်အဲ့လိုမျိုး category နဲ့သက်ဆိုင်တဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးတွေပေါ်ပြပေးလို့ရတယ်ပြီးတော့ product ID ကပြချင်တယ်ဆိုရင်လည်းရတယ်ပေါ့နော် product ID ကတော့ပြချင်တယ်ဆိုရင်လည်းရတယ် product ID align နဲ့တို့ကပေါ်ပြပေးထားမှာဆိုတော့လေเนาะအဲ့ဆိုတော့ကျမတို့အနေနဲ့ဒီမှာပေါ့နော်ဒီမှာကကျမတို့ကဒီမှာပေါ်လာတဲ့ဟာတွေကို category တွေ date တွေပိုင်းညာ product ID ဆိုတဲ့ဟာကြီးမပေါ်ချင်ဘူး product code တွေဘာလို့ပြုတ်ပြောင်းလဲချင်လဲဆိုရင်ဒီမှာပေါ့နော်ဒီဟာကျတော့ကျမတို့ပြောင်းရင်ပြောင်းတယ်လို့မျိုးဟိုဘက်မှာတော့ပြောင်းမှာပေါ့နော်ဘာလို့လဲဆိုတော့ဒီဟာက name ဒီဟာကျတော့ကျမတို့ယူထားတဲ့နေရာဒီ product ဆိုတာကထည့်ပဲပြီးတော့ဒီ category ဆိုတာသူ့ရဲ့ column name တွေပေါ့နော်0ဆိုတာကပထမအပေါ်ဆုံးမှာပေါ်ချင်တဲ့ဟာက0နဲ့ပေါ်လာတယ်အဲ့ဒါကတော့ကျမတို့ parameter ရွေးလိုက်တယ်ဆိုတော့ automatic system က generate လုပ်ပေးတဲ့ parameter format ပေါ့နော်ဟုတ်ပြီဒီမှာဆိုရင်1ဆိုတာကဒုတိယနေရာမှာပေါ်ရမယ့်ဟာ2ဆိုတာတတိယနေရာမှာ3ဆိုတာနောက်ဆုံးနေရာမှာပေါ်ရမယ့်ဟာဒီ double quote နဲ့ဒီအနီရောင်လေးနဲ့ပေါ်လာတဲ့ဟာတွေကကျတော့ကျမတို့ပြင်ချင်တယ်ဆိုရင်လည်းပြင်လို့ရတယ်ကိုပေါ်စီချင်တဲ့ဟာပုံနာမည်လိုက်ပေါ့နော်ပြင်လို့ရတယ်ဒီ rating ဆိုတဲ့ rating အတိုင်းမဟုတ်ဘဲနဲ့ဥပမာfeedback ပေါ့နော် star လို့ဘာလို့ဖြစ်ကျမတို့ပြင်မယ်ခဏကျမ product ID ကိုပြောင်းဖို့အနေနဲ့ပြောင်းလိုက်ပြီမှန်ချစ်အစင်းချစ်လေးကိုချစ်လိုက်ပြီးမှဒီမှာခုဆိုပြီးတော့ပြောင်းနေလာတယ်ပေါ့နော်ဒီမှာကတော့ပါရာမီတာဖြစ်တဲ့ခါမှာကျမတို့အနေနဲ့ဒီပါရာမီတာတွေကိုဘယ်လိုလုပ်ရသေးလဲဆိုတော့ဒီပါရာမီတာကိုနှိမ့်လိုက်ပြီဆိုရင်ပေါ့နော်slicer setting ကိုလာရဆိုရင် slicer မှာကျမတို့အနေနဲ့က selection မှာ single ရွေးလိုက်တယ်ဆိုရင်တော့ video button ပုံစံမျိုးတစ်ခုပဲနှိမ့်လို့ရမှာတစ်ချိန်မှာတစ်ခုပဲဒါပေမဲ့ကျမတို့ single ကို off လိုက်တဲ့ချိန်မှာ multiple selection with control button ပေါ့နော် control မဟုတ်ရင်မေကုမှာဆို comment ပေါ့နော်ဒီဟာတစ်ခုခုကိုနဲ့တုံးပြီးတော့မှ multiple selection လုပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်တော့ control နှိပ်စာမလို့ပဲနဲ့တူကကြတော့automatic ကျမတို့နှိပ်ရွေးလိုက်ရင်ရတယ်ပေါ့နော်ပထမတစ်ခုကကျတော့ control နှိပ်မှာပဲ multiple selection လုပ်မှာပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်ဟုတ်ပြီဒီမှာကျမတို့ရွေးလိုက်ပြီဆိုရင် select all ဆိုတာလည်းရွေးလို့ရတယ်နောက်တစ်ခုချင်းစီရွေးချင်တယ်ဆိုလည်းရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေဟုတ်ပြီပထမကျမတို့ရွေးလိုက်ပြီဆိုရင်ဒီဟာတွေကျမတို့ selection လုပ်လိုက်တဲ့ဟာကဘယ်နေရာမှာresult ပြစီချင်တာလေဆိုတဲ့ဟာကိုပေါ့နော်ကျမတို့အနေနဲ့ကထပ်ပြီးတော့ရွေးချယ်ပေးလို့ရတယ်ပေါ့နော်ဒီနေရာမှာဒီနေရာကျမတို့ကဘာလို့ရလဲဆိုတော့ date ကမပေါ်တော့date ခဏပြီးတော့နော် date ကိုဘာလို့လဲဆိုတော့ date ကအပေါ်မှာ date တက်ပြန်လို့ရတယ်ဆိုတော့လေဟုတ်ပြီကျမတို့အနေနဲ့ဒီနေရာရန်မယူအောင်ပေါ့နော်ကျမတို့ကထုတ်ပြင်သုံးလို့ရတယ်ဒီနေရာမှာဟုတ်ပြီဒီနေရာမှာပေါ့နော် slicer တစ်ခုနဲ့တစ်ခုကအရင်ခက်ကြက်ပုံစံမျိုးလုပ်ချင်တယ်ဆိုရင်လည်းရတယ်သူကကျတော့ depending ကိုလိုက်ပြီးတော့လေလုပ်ချင်တဲ့ပုံစံကအတိုင်းပေါ့နော် padding များထားနေလေသူတို့ကနေရာပုံလို့နေပေါ့နော်အဲဆိုတော့ကြည့်လို့လှအောင်ရွေးလို့လည်းအဆင်ပြေ user သုံးလို့လည်းအဆင်ပြေအောင်ကျမတို့တင်ပြင်ပြောင်းလဲလုပ်ပေးလို့ရတယ်ပေါ့နော်ဒီမှာကျမတို့ဒီ slicer ကိုနှိပ်လိုက်တယ်ဆိုရင်ပေါ့နော်ဒီ category နဲ့ဒီဆိုရင်ဒီ category ကကျမတို့က slicer နဲ့နေရာပေးနိုင်မယ်နော်ဒီမှာကိုကျမတို့က slicer ရွေးလိုက်တယ်ဆိုရင်ဒီကကျွန်တော်ဒီ category ကဒီတိုင်းထားမယ်ဒီဟာကိုကျမတို့လို့စေပေါ့နော် slicer နှိပ်လိုက်တယ်ဆိုရင် value ပြောင်းချင်တယ်ဆိုရင်ခုနကျမတို့ဒီ parameter ရွေးလိုက်တဲ့ဟာ value ကိုဒီနေရာမှာလာထည့်လိုက်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျမတို့အနေနဲ့ sorry ဒီမှာပေါ့နော်category မဟုတ်ဘဲနဲ့ဒီနေရာမှာ
parameter ရွေးလိုက်တဲ့ဟာကိုနှိပ်လိုက်နေဆိုရင်ဘာတန်ဖိုးပြချင်တယ်လဲဆိုတော့ cell တန်ဖိုး return ပြန်ချင်တယ်ပေါ့နော် cell တန်ဖိုးကို return ပြန်စီချင်တယ်ဆိုရင်ရတယ်ဟုတ်ပြီကျမတို့အနေနဲ့ပေါ့နော်ဘယ်မျိုး product code တွေနှိပ်တယ်ဆိုရင်ရတယ်ဟုတ်ပြီrating ကကျတော့ကျမတို့အနေနဲ့ rating က cell တန်ဖိုးမထားတာပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီမှာပေါ့နော် multiple selection ကတော့ဒီလိုတော့မကြ single selection ဆိုတာထက်ပေါ့နော်ဒီ selection က control နဲ့မှာဆိုရင်ရွေးလိုက်တယ်ဆိုရင်ရတယ်ပေါ့နော်တကယ်လို့ rating ဆိုတဲ့ဟာကကျွန်တော်တို့မချစ်သေးဘူးထင်တယ်ဒီနေရာမှာကျွန်တော်တို့ကဘာနဲ့ချစ်ထားလဲဆိုတော့product ID ချင်းချင်းနဲ့ချိန်တယ်ပေါ့နော်ဟုတ်ပြီအဲ့လိုပုံစံမျိုးပေါ့နော်ကျမတို့က product code ဒီမှာ product name ပေါ့နော်လိုမျိုးလေးတွေကို selection ရွေးလို့ရတယ်ပြီးတော့မှဒီ rating ကတကယ်လို့ကျမတို့အနေနဲ့ကrating ကိုမရွေးလိုက်ရင်လည်းရတယ်ပေါ့နော်ခင်ဗျာကျမတို့ရွေးတဲ့ချိန်မှာတကယ်မဲ့ rating ကိုမထည့်ချင်လို့ဆိုရင်လည်း rating ကဆိုတော့အရင်ကြည့်တော့မလို့လဲဆိုတော့ကျမတို့ rating နဲ့ category လို့အဆင်မပြေဘူးပေါ့နော်အဲဆိုတော့ကျမတို့ဒီ rating နေရာကိုဖြုတ်ပြီးတော့မှဒီနေရာမှာ tool ဆိုပြီးတော့လာထည့်လို့ရတယ်ဖြုတ်ချက်လိုက်လို့ရတယ်ပဲရှိတာပေါ့နော်ဒီနေရာမှာ product ဆိုတဲ့ဟာပဲမဟုတ်ဘဲနဲ့ product name ဆိုတဲ့ဟာကိုထည့်ချင်တယ်ပြီးတော့ဒီမှာဆိုရင်တခြားနေရာမှာဆိုရင် customer name တွေပေါ့နော် customer name ထည့်ချင်တယ်ဆိုရင်ဟုတ်တယ် customer code အလိုက်ပေါ့နော်ဒီမှာကျမတို့ကနောက်ဆုံးအနေနဲ့ customer code ကိုထည့်ချင်တယ်ဒီနေရာမှာထည့်ချင်တယ်ဆိုရင်ဒီဟာကိုဝင်လို့လိုက်တယ်ပြီးတော့ဒီနေရာမှာ customer ဆိုပြီးတော့လေ customer ဆိုပြီးတော့ထည့်လို့ရတယ်ဒီနေရာမှာ product ID မဟုတ်တော့ဘဲနဲ့ဘာဖြစ်တော့မှာလဲဆိုတော့ customer product မှာမဟုတ်ဘဲနဲ့ sale table မှာပေါ့နော် sale table ရဲ့မြန်မာလဲဆိုတော့ sorry customer code ဆိုတဲ့ဟာကိုလာရွေးလိုက်တယ်ပေါ့နော်ဒီနေရာမှာ tool ထည့်လို့မရတော့ဘူးဒီနေရာကို3ဆိုပြီးတော့ကျမတို့ကပြုတ်ပြင်ပြောင်းလဲလုပ်ပြလို့ရတယ်အဲဆိုတော့နောက်ဆုံးမှာ customer code ဆိုပြီးတော့ပေါ်လာမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒီနေ့တင်ထားတာပေါ့နော်ဟုတ်ပြီ customer code ကဒီမှာ customer ဆိုတာကပေါ်လာပြီပေါ့နော်ဟုတ်ပြီကျမတို့အနေနဲ့ဒီလိုမျိုးကိုပြုတ်ပြင်ပြောင်းလဲလုပ်ပြီးတော့ပြီဆိုရင်နောက်ဆုံးအနေနဲ့ကျမတို့ဘာလုပ်လို့ရသေးလဲဆိုတော့ဒီဟာကိုပေါ့နော်ဒီလိုပုံစံမျိုးမပေါ်စီချင်ဘူးtable ပုံစံပေါ်စီချင်တယ်ဆိုလည်းရတယ် table အလိုက်ပေါ့နော်သူက table အလိုက်နဲ့ပေါ်လာစီချင်တယ်ပြီးတော့ဒီနေရာပေါ့နော်အနောက်ဘက်မှာပေါ့နော် cell နဲ့ပဲမဟုတ်ဘဲနဲ့ cell ကိုဘာတန်ဖိုးနဲ့ပြချင်တာလဲဆိုတော့ brand total နဲ့ပြချင်တယ်ဆိုတော့ right click ထောက်ပြီးတော့မှလေ show value is တစ်ချက်နေစံဘောပေါ့နော်ဒီမှာကျမတို့ယူလို့ရတယ်မြင်လို့ရှိနေဆိုတော့ percentage နဲ့ပြပေးတယ် customer ဆိုရင်ဒီ customer ကokay ဒီ C5124 ဆိုရင်ကျမတို့ contribute လုပ်တာတော့က0.85% ကို contribute လုပ်တယ်ပါညာပေါ့နော်ကျမတို့အနေနဲ့ trace လိုက်လို့ရတယ်ဟုတ်ပြီကျမတို့ကဒီမှာပြီးသွားပြီဆိုရင်ဘာလို့ရသေးလဲဆိုတော့နောက် tab ပေါ့နော်ခုနပုံစံအတိုင်းပဲကျမကမြင်တော့ဒီဟာကိုယူပြီးတော့မှပေါ့နော်ကျမတို့အနေနဲ့က line ဒီမှာခုချိန်မှာတော့ line သုံးမယ်ပေါ့နော်ဒီဟာလေးပေါ့ကျမတို့က line chart ကဘယ်နေရာမှာသုံးတာလဲဆိုတော့ trend လုပ်ချင်တယ်တော့ပေါ့နော်ခုနှစ်တည်းလိုက်ကျမကရောင်းအောင်ဘယ်လောက်ရှိတာလဲဆိုတဲ့ဟာကိုသိချင်တဲ့ခါမှာသုံးလို့ရတယ်ပေါ့နော်ဒါကြကတခြားပြန်ပြင်လို့ရတယ်ဒီနေရာမှာ total sale by period ပေါ့နော်အဲ့မှာဆို period အလိုက်ကျမတို့ရောဒီနေရာမှာကျမတို့အနေနဲ့က line ကိုလည်းပြင်လို့ရတယ်ပေါ့နော် line color ကိုလည်းပြင်လို့ရတယ်လို့မျိုးပေါ့နော်line ရဲ့ပုံစံပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့က line ကိုပေါ်စီချင်တာလဲဆိုတဲ့ဟာတွေပေါ့နော်ဒီနေရာမှာကိုလိုချင်လို့ smooth ဆိုရင် smooth အတိုင်းတော့ပြီးတော့မှကျမတို့အနေနဲ့က color ကိုပြောင်းချင်တယ်ဆိုရင် color ကပြီးအောင်လည်းစင်တော့ရွေးလိုက်မယ်ပေါ့နော် color ကိုရွေးပြီးတော့ပြီးတော့ data label တက်တယ်ပြီးတော့ marker ဆိုတဲ့ဟာကကျမတို့marker ပေါ့ marker ကို select လိုက်ပြီဆိုရင်ဒီလိုမျိုးလုံးလေးပေါ့နော်ဒီလုံးလေးကိုလည်းကျမတို့တိုက်တဲ့ပုံစံ form ရွေးလို့ရတယ်ပေါ့နော်ဟုတ်ပြီဒီလိုပုံစံမျိုးနဲ့ကျမတို့ကဟုတ်ပြီ2016ကနေ trend line ကဘယ်လိုရှိလဲပေါ့နော်average sale ကိုဒီ trend line မှာကျမအနေနဲ့ average line
ပုံမှန်အားဖြင့်ပေါ့နော်ဘယ်လိုရောအားကဘယ်လိုပုံစံရှိလဲဆိုတော့ဒီတိုင်း average set line ကိုကျမတို့ဒီမျိုး trend line လေးနဲ့ပြလို့ရတယ်ပေါ့နော်ဟုတ်ပြီဒီလို basic တွေကိုတော့ approach လုပ်ချင်အားဖြင့်ကျမတို့အနေနဲ့ကဒီလိုမျိုးပေါ့နော်လွယ်ကူမျိုးရှင်းတဲ့ report မျိုးတွေကိုလုပ်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျမတို့အနေနဲ့ဒီဟာကိုtitle top text နဲ့ product sale ပေါ့နော် product sale report ဆိုပြီးတော့လေ retail product retail ကျမတို့ကအခုလုပ်နေတဲ့data က retail ဆိုရင် retail ပေါ့နော်ကိုလုပ်ချင်တဲ့ဟာတွေကိုကျမတို့ကထည့်လို့ရတယ်ကိုကတကယ်လို့ company ရဲ့ product ကိုလုပ်မယ်ဆိုရင်ဒီ company ရဲ့နာမည်တွေပေါ့နော်ထည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျမတို့အနေနဲ့ကဒီတော့ session ကနေတင်ပြီးထည့်မယ်မင်းကြီးအောင်ထားလို့ရတယ်ဆိုတော့ကျမတို့အနေနဲ့center မှာကြာစနေဆို center ရေးပြလိုက်ပါနော်ဒီမျိုးလေးတွေကိုပေါ်ဆုံးမှာထားမယ်ဟုတ်ပြီနည်းနည်းပုံချက်တော့မယ်ဟိုနေ့ပြန်ချိန်ရမှာပါနော်ဟုတ်ပြီအချိန်ရမရှိတော့ဆိုတော့နော်အရင်မဲ့ဒီတော့ကိုဒီဟာကိုကျတော့ကျမတို့ကြိုက်ရင်ကြိုက်တယ်လို့မျိုးပေါ့နော်ပြန်ပြီးတော့မှedit လုပ်လို့ရတယ်နေရာအရင်ယူအောင်ပေါ့နော်လိုမျိုးတွေကိုလိုချင်တဲ့ပုံစံအတိုင်းဖြစ်အောင်ကျမတို့က user တွေကကြည့်တဲ့အခါမှာအရင် missing လုပ်တယ်မျိုးမဖြစ်အောင်ပေါ့နော်ဖြစ်နိုင်တယ်ဆိုတော့ရှင်းရှင်းလင်းလင်းပြီးတော့နေရဆိုတော့ user တွေတော့တစ်ချက်ကြည့်တယ်ဆိုရင်ချက်ချင်တာလည်းတကယ်လို့လေဒီလိုမျိုး report လုပ်ချင်တာဒီ report လုပ်တယ်ဆိုတာက report ပေးမဟုတ်ဘူးပေါ့နော်အဓိကကျမတို့လုပ်တာက user တွေကိုနားလည်ဖို့ကကျမတို့ရဲ့အဓိကပထမအဆုံး target ဖြစ်တဲ့အခါမှာကျမတို့အနေနဲ့ recommendation ဖို့ကိုပထမအဆုံးကိုစပြီးတင်ပါတယ်ပေါ့နော်ပြီးတော့မှဒီ date တွေပေါ့ကျမတို့အနေနဲ့ date တွေကိုဖော်ပြလို့ရတယ်ပေါ့နော် date တွေဖော်ပြလို့ရတယ် year အလိုက်ပဲကျမတို့ကဒီမှာထားပေးမယ်ဆိုလည်းရတယ်ဒီဟာကို slide စာရွေးပြီးတော့မှလေ year ကိုကျမတို့ slide စာရွေးတဲ့အချိန်မှာပဲ between နှစ်မလာဘဲနဲ့ title နဲ့ထည့်ချင်တယ်ဆိုလည်းရတယ်ဒီမှာဒီဟာပေါ့နော် okay 2016ကိုတို့ရွေးချင်တယ်ဆိုရင်လည်း2016နဲ့ပတ်သက်တဲ့ data တွေကိုပဲသူကကြားလာဖြစ်တယ်ပေါ့နော်ဒီလိုပုံစံမျိုးတွေကိုကျမတို့လုပ်ချင်အဖြစ် basic data analysis ကိုလုပ်ရပါတယ်ဆိုတော့ကိုကျွန်မဝင်နေပြီးတော့ချင်ပါတယ်တကယ်လို့များ mix ရအနေနဲ့ဒီဗီဒီယိုကအထောက်အကူဖြစ်တယ်ဆိုရင်တော့ဒီဗီဒီယိုကို like ဒီကျွန်မရဲ့ YouTube channel ကို like and subscribe လုပ်ပြီးတော့နောက်ဗီဒီယိုတွေတင်ဖို့ရှိတော့ပါနော် like and subscribe လုပ်ပြီးပို့တော့ဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်